ကိုယ့်ရဲ့10မိနစ်ကျော်အချိန်လေးကိုသုံးပြီးတော့တေဆုံးမဲ့လူတယောက်ကိုကဲတင်နိုင်တယ်เนาะအသက်ကိုဆုံးလွတ်မဲ့သူတယောက်ကိုကဲတင်နိုင်တယ်ဆိုလို့ရှိရင်ယုံလားယုံနေမယုံဆိုတာသိကျင်လို့ရှိရင်မိတ်ဆွေကကုညမှာကျမဖတ်ပြမယ်စာလေးကိုနားထောင်စီခြင်းနဲ့ဒါလေးကိုနားထောင်ပြီးတော့ဒီညမှာအိတ်ဆက်အနားယူပါခေါင်းစဉ်လေးက12မိနစ်စာမတော်တဆမှုတဲ့เนาะအင်္ဂါနေတိုင်းမွန်လွဲ3နာရီအလင်းရောင်ဖြော့ဖြော့ကျနေတဲ့အဲခန်းလေးထဲမှာအမေဟာနယံကတ်နာရီကိုတစ်ချက်ကြည့်တယ်ပြီးတော့လက်ကြံကော်ဖီကိုငုံပြီးဖုံးခလုတ်တွေကိုခတ်သွဲနှိပ်လိုက်တယ်ဒီလိုလှုပ်လာတာ6နှစ်တောင်ရှိပြီဟယ်လိုစူဇန်ပါရောဘတ်ရှိပါသလားရှင်အမေရဲ့အတန်းကအမြဲတမ်းပထမဆုံးအကျင့်ဆက်တယ်လို့မျိုးအာနာရိတ်တွေရှက်တန်းနေတတ်တယ်တစ်ဖက်ကပြန်လာနေကြစကလုံးတွေကလည်းဇညွန်းတစ်ခုလိုမပြောင်းလဲဘူးဒီမှာရောဘတ်မရှိပါဘူးရှင်နံပါတ်မှားနေပါတယ်အော်နောက်ဆက်ဖြစ်သွားရင်တောင်းပန်ပါတယ်ရှင်ဖုံးချလိုက်တဲ့အခါအမေမျက်နှာမှာတိမ်မွေ့တဲ့အပြုံးတစ်ခုပွင့်လာတတ်တယ်။ပြီးရင်နောက်ပတ်အတွက်သတိပေးချက်ကိုပြန်ပေးထားလိုက်ပြန်ရောအသက်82နှစ်ရှိနေပြီဖြစ်တဲ့အမေကိုကြည့်ပြီးကျမစိုးရင်ခဲ့ဘူးတယ်။အမေတကယ်ပဲသတိမေ့နေတာလားလို့ပေါ့။အမေအဲ့ဒါရောဘတ်ရဲ့နံပါတ်မဟုတ်ဘူး။အမေဒီနံပါတ်ကိုအကြိမ်ပေါင်း300ကျော်ဆက်ခဲ့ပြီးပြီနော်။ဘာလို့ဇက်တိုက်ကြီးမှားနေရတာလဲ။အမေကကျမကိုနားလေရခက်တဲ့မျက်လုံးတွေနဲ့ကြည့်တယ်။အဲ့ဒါရောဘတ်ရဲ့နံပါတ်မဟုတ်မှအမေသိတာပေါ့တဲ့ဒါဆိုဘာလို့ဆက်တာလဲအမေရဲ့ဘာလို့လဲဆိုတစ်ဖက်မှာတယောက်ယောက်ကဖုံးကင်လို့လေအမေရဲ့အဖြေကရိုးရှင်းလုံးလို့ကျမမှင်တက်သွားမိတယ်တကယ်တော့အဲ့ဒီဖုန်းနံပါတ်ရဲ့တစ်ဖက်ချမ်းမှာအသက်83နှစ်အရွယ်အပြင်ကဘာနဲ့အဆက်အသွယ်ပြတ်ပြီးတူးတဲ့အထီးကျန်နေတဲ့အမျိုးသမီးကြီးတယောက်ရှိနေတာပါလူမှုကြောက်ရွံ့စိတ်ကြောင့်အခန်းအပြင်မထွက်နိုင်တဲ့သူမအတွက်အမေရဲ့မှားယွင်းတဲ့ဖုန်းခေါ်ဆိုမှုဟာတခုတည်းသောမျှော်လင့်ချက်ဖြစ်ခဲ့တာလွန်ခဲ့တဲ့6နှစ်ကအမေသမီးအကူစီကိုဖုန်းဆက်ရင်နံပါတ်တစ်ခုမှားသွားခဲ့တာအမေကပြန်ပြောပြတယ်အဲ့ဒီတော့ကသူကကျေးဇူးပြုပြီးနောက်လဲဖုန်းဆက်ပေးပါအောင်ဘသူမှကျမစီဖုန်းမဆက်ကြလို့ပါတဲ့အဲ့ဒါနဲ့ပဲအမေတို့အင်္ဂါနေတိုင်း12မိနစ်လောက်စကားပြောပြကြတယ်ရာသီဥတုအကြောင်းTV အစီအစဉ်အကြောင်းသူ့အကြောင်းကိုအကြောင်းလေးတွေပေါ့အရေးမပါတဲ့အကြောင်းအရာလေးတွေပေါ့ဒါဆိုအမေကတမင်ဆက်တာကိုသူသိတာပေါ့ဒါပေမဲ့ငါတို့ကနံပါတ်မှားတယ်လို့မျိုးဟန်ဆောင်ပြီးအဆက်အသွယ်တွေကိုထိန်းထားကြတာငါကမတော်တဆဆက်မိတယ်သူကလည်းတိုက်ဆိုင်ဖုံးကန်မိတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဘာလို့လဲဆိုတော့အကူအညီကိုတောင်းခံဖို့ကခက်ခဲပေမဲ့နံပါတ်မှားတာကိုလက်ခံဖို့ကပိုလွယ်လို့လေတစ်နှစ်ကြာပြီးတဲ့နောက်မှာအမေကွယ်လွန်သွားခဲ့ပြီအမေရဲ့ဖုန်းနံပါတ်ဟောင်းလေးထဲမှာဒေါ်ရတီဆိုတဲ့နံပါတ်ကိုကျမရှာတွေ့ခဲ့တယ်အင်္ဂါနေ့မွန်းလွဲ3နာရီမှာကျမလက်တွေတုံရင်စွာနဲ့အဲ့ဒီနံပါတ်ကိုနှိပ်လိုက်မိတယ်ဟယ်လိုမင်္ဂလာပါရှင်ကျမကဆာရာပါစူဇန်ရဲ့သမီးပါခိတ္တတိတ်ဆိတ်သွားတယ်ပြီးတော့ရှိုက်တန်တက်တက်လေးထွက်လာတယ်သူဆုံးသွားပြီမဟုတ်လားကျမစိတ်မကောင်းစွာနဲ့ပဲဝန်ခံလိုက်ရတယ်ဟုတ်ပါတယ်ရှင်သမီးကိုတစ်ခုလောက်မေးပြရစီသူဘာလို့ဖုံးဆက်တာလဲဆိုတာသမီးကိုပြောပြဘူးသလားအန်တီစီဖုံးဆက်ပေးမဲ့သူလိုနေလို့အမေကပြောတယ်လို့ကျမကဖြေလိုက်မိတယ်အဲ့ဒါကသမီးအမေရဲ့စေတနာပါလို့ဒေါ်ရတီကတိုးတိုးလေးပြောတယ်ဒါပေမဲ့အန်တီဘာလို့ဖုံးကန်ခဲ့တယ်လဲဆိုတာကိုသမီးသိလားအင်္ဂါနေတိုင်းကြားရတဲ့သမီးအမေရဲ့အတန်ကအန်တီအသက်ရှင်မှုဆွဲထားပေးတဲ့တခုတည်းသောကြိုးလေးမို့လို့ပါအန်တီကိုအဆုံးစီရင်မှုပြင်ဆင်ခဲ့တဲ့အင်္ဂါနေ4ရက်တောင်ရှိခဲ့ဘူးတယ်အင်္ဂါနေတိုင်းပေါ့နော်4ရက်တောင်ရှိခဲ့ဘူးတယ်လို့သူပြောပြတာပေါ့နော်ဒါပေမဲ့3နာရီထိုးလို့ဖုံးမြည်လာတဲ့အခါသူ့အတန်ကိုကြားရတဲ့အခါအန်တီအသက်ဆက်ရှင်ဖို့ခွန်အားတွေပြန်ရလာခဲ့တာအခုဆိုရင်ကျမဒေါ်ရတီစီဖုံးဆက်နေတာ6လရှိပါပြီအချိန်တူပဲဇလန်းတူပဲဟယ်လိုဒါကဆာရာပါရောဘတ်ရှိပါသလားရှင်ကျမသိလိုက်ရတာကတခါတလေမှာကဘာကြီးကိုကယ်တင်ဖို့ဆိုတာသူ့ရဲကောင်းဖြစ်နေဖို့မလိုပါဘူးမှားယွင်းနေတဲ့လူတစ်ယောက်စီကိုတမင်သက်သက်12မိနစ်လောက်အချိန်ပေးပြီးဖုံးဆက်လိုက်ရုံနဲ့တင်လုံလောက်နေတတ်တာမျိုးပါတစ်ဖက်မှာတယောက်ဖုံးကင်နေတဲ့၍ကျမအမြဲတမ်းနံပါတ်မှားနေအောင်ပါတဲ့ဒါလေးကဆရာဟန်ဆိုင်စီမန်ကဘာသာပြန်ထားတာဖြစ်တယ်ကျမအရန်ကြိုက်လို့ဒီညမှာဒါလေးကိုဖတ်ပြတာတခါတလေလူတွေမှာပေါ့နော်ကျမတို့မသိနိုင်တဲ့စိတ်ဒဏ်ရာတွေရနေတယ်တစုံတစ်ယောက်နဲ့ဖုံးပြောခြင်းတဲ့အနေထားလေးရှိတယ်ဒါတွေကိုကျမကိုယ်တိုင်လည်းကြုံဘူးတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတခါတလေရင်ဖွင့်ခြင်းတဲ့အပိုင်းခြားတွေရှိတယ်စိတ်ဆင်းရဲတဲ့အပိုင်းခြားတွေရှိတယ်ကျမရဲ့ contact ထဲကလူတွေကိုကျမပြောမပြခြင်းကျမရဲ့ friend တွေကလူတွေကိုပြောမပြခြင်းအဲ့တော့ကျမဘာလုပ်တတ်လဲဆိုလို့ရှိရင်ကျမဖုန်းနံပါတ်ထဲက
လူတွေရဲ့ဖုန်းနံပါတ်ရဲ့နောက်ဆုံးအလုံးသို့မဟုတ်တခုခုကိုနံပါတ်ကိုမှားယွင်းပြီးကျမခေါ်ပစ်လိုက်တယ်တမင်မှားခေါ်ခဲ့တာအဲ့ဒီဘက်ကတယောက်ယောက်ဖြေလို့ရှိရင်ကျမငိုချလိုက်ခြင်းနဲ့အခိုက်အတန့်တွေရှိတယ်ကျမရင်ထဲကအဆင်မပြေတဲ့အကြောင်းတရားတွေပြောပြလိုက်ခြင်းနဲ့အခိုက်အတန့်တွေရှိတယ်ကျမတို့မသိတဲ့ဒဇိန်တယောက်ကကျမတို့ရဲ့ရင်ကွဲနေတဲ့အတန်တွေကျမတို့ရင်ဖွင့်နေတဲ့အတန်တွေကျမတို့ငိုရှိုက်နေတဲ့အတန်တွေကျမတို့ဝမ်းနည်းနေတဲ့အတန်တွေကိုနားထောင်လိုက်စေခြင်းနဲ့ဒါမှကျမတို့ရင်ပွင့်မှာပေါ့ကျမတို့အတွင်းသည့်အစင်းသည့်တို့သွားပြောပြတဲ့အခါတခါတလေကျမလုံလောက်တဲ့အခါမျိုးရှိတယ်ကျမတို့တစုံတစ်ယောက်ကိုရင်ဖွင့်ဖို့လိုအပ်တယ်လို့တခါတလေကြလို့ရှိရင်ဒဇိန်တစ်ယောက်ကိုဖုန်းခေါ်ပေးဖို့လိုအပ်တယ်ဆိုတာဒီစာလေးက message ရတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အချိန်လေးကနည်းနည်းဖိနည်းနည်းဖဲ့ပေးပြီးတော့ပေါ့နော်တခြားဒဇိန်တွေကိုဂယူးဆိုင်စေခြင်းနဲ့ကိုယ့်ရဲ့မတော်တဆဖုန်းလေးမှားယွင်းခေါ်တယ်လို့နဲ့သူများတွေကိုဂယူးဆိုင်စေခြင်းနဲ့ချစ်တဲ့လွင်နေစီလိုက်ပါဘိုင်ဘိုင်